round 601ဤတသက်ခီအီမားကြီးနဲ့အနီးကလက်တီးချင်းရှင်ထိုးဖို့ဆုံးဖြတ်လိုက်ပြီးနှစ်ယောက်သားပခုံးချင်းတေ့ထားတဲ့အနေအထားပဲဖြစ်ပါတယ်။ပိတ်သက်တွေအားလုံးကတော့ဤတသက်ခီကဖူးဝေါ်ဒီနဲ့အောက်ပေါင်းစင်းထိုးတာပဲမဟုတ်ဘူးလားဆိုပြီးကြောင်နေခဲ့ကြကပိတ်သက်တွေပါမကခေါမကဝါတို့ရှင်နိုတာတို့ပါကြောင်သွားခဲ့ပါတယ်။တကောက်မလာဆိုတဲ့ဘဲကတော့တစ်ချက်ပြုံးလိုက်ပြီးဤတသက်ခီရဲ့ဆုံးဖြတ်ချက်ကိုကြိုက်နေခဲ့ပါတယ်။အီမားကြီးကတော့သူ့အပိုင် range ထဲကိုဝင်လာတော့ငါ့ကိုမခန့်တာလားဆိုပြီးဤတသက်ခီနဲ့ပခုံးချင်းတေ့ထားတာကနေသူ့ရဲ့အားကြီးနဲ့အတကုံတွန်းထုတ်လိုက်ပါတယ်။ဤတသက်ခီကအားချင်းမှရှင်လို့မရတာကြောင့်အနောက်ကိုဂျိုင်သွားခဲ့ပြီးအီမားကြီးလည်းအနောက်ကိုဂျိုင်သွားတဲ့ဤတသက်ခီကိုတီးဖို့လုပ်ခဲ့ပေမဲ့ဤတသက်ခီရဲ့ညအပတ်ကတလုံးနဲ့သာဖြတ်တီးခံလိုက်ရပါတယ်။အီမားကြီးကဤတသက်ခီကိုတွန်းထုတ်လိုက်တဲ့အချိန်မှာဤတသက်ခီနောက်ဆုတ်သွားလိမ့်မယ်လို့ထင်ခဲ့တာပဲဖြစ်ပြီးအဲ့အစားဤတသက်ခီကအပတ်ကကျွေးလိုက်တာပဲဖြစ်ပါတယ်။အီမားကြီးတစ်ချက်ဤသွားပြီးခဏကြောင်သွားခဲ့ကဤတသက်ခီကတော့နောက်ထပ်ရှင်ထိုးဖို့ ready ပဲဆိုတဲ့အထာနဲ့အကာကိုဖွင့်ထားခဲ့ကသူဘယ်လောက်ထိ aggressive ဖြစ်ကြောင်းပြလိုက်ပါတယ်။ပိတ်သက်တွေလည်းဤတသက်ခီရဲ့ယောက်ျားဆက်ဆံဖွင့်ထိုးတဲ့ပုံစံကိုကြည့်ပြီးအရင်ကတထောင်ပိုကြိုက်နေကြပြီးအယူမူအားပေးနေခဲ့ကြပါတယ်။အီမားကြီးလည်းနေထင်ထိသွားပြီးငါ့ကိုအထင်မသေးနဲ့ကွာဆိုပြီးညာချောင်းလက်တီတစ်လုံးဖြတ်ထိုးလိုက်ပါတယ်။ဤတသက်ခီကအီမားရဲ့လက်တီကိုရှောင်ပြလိုက်ကအီမားကြီးလည်းတင်းသွားပြီးအတကုံနေစတိုက်ထိုးနေခဲ့ပါတယ်။ဤတသက်ခီကအီမားရဲ့လက်တီတွေကိုအနီးကပ်ကြီးရှောင်ပြနေခဲ့တာပဲဖြစ်ပြီးလက်တီတစ်လုံးနဲ့တစ်လုံးကအမြောက်ဆန်ကြီးတွေလိုဖြစ်နေခဲ့ပါတယ်။ဤတသက်ခီအီမားရဲ့လက်တီတွေကိုရှောင်ပြရင်ကမကညာလက်တီနဲ့ပါကောင်းတာဖြတ်ထိုးချလိုက်ကအီမားကြီးနောက်တစ်ခေါက်ထက်အထိုးခံလိုက်ရပါတယ်။ဤတသက်ခီမှာဟုတ်ရဲ့လားတောင်မီးနေရမယ့်အနေအထားပဲဖြစ်ပြီးအလောက်နဲ့မပြီးသေးပဲဤတသက်ခီကသူ့ရဲ့ခန္ဓာကိုယ်ကိုပါထပ်နှိမ့်လိုက်ပြီးအီမားကြီးကိုခေါင်းနဲ့ဝင်ထိုးလိုက်ပါတယ်။ဤတသက်ခီရဲ့ခေါင်းထဲမှာတော့တကောက်မရာပြောထားတဲ့ခံမရလွယ်တဲ့ဆိုရာကြီးကိုပဲပြန်မြောင်နေခဲ့ပြီးခုချိန်မှာတော့အီမားရဲ့ယူလောက်အောင်မထင်မှတ်ထားတာတွေကိုစရိုက်လုပ်ပြနေခဲ့တာပဲဖြစ်ပါတယ်။အီမားကြီးလည်းစိတ်ရှုပ်လာပြီးဘယ်အဘကတစ်ချက်ကျွေးလိုက်ကဤတသက်ခီကတော့အသားရလေးရှောင်လိုက်ပြန်ပြီးအီမားရဲ့ညာလက်သေးထပ်ထိုးတော့မဲ့အချိန်မှာဘယ်လက်သေးကောင်တာထပ်ထိုးချလိုက်ပြန်ပါတယ်။အီမားကြီးကဤတသက်ခီရဲ့ထိန်းချုပ်မှုအောက်မှာယူခနေခဲ့ပြီးဤတသက်ခီရဲ့အဆုံးသက်လက်တီညအဘဟန်လက်တီကြီးကအီမားကြီးကိုအမောက်သိပ်ပြီးတော့မှာပဲဖြစ်ပါတယ်။ဒါပေမဲ့အီမားကြီးတယောက်ကန်ကောင်းထောက်မှစွာနဲ့ဤတသက်ခီရဲ့လက်တီကမျက်နှာကိုမထိခင်မှာပဲပထမချီဟာပြီးသွားခဲ့ပါတယ်။ဤတသက်ခီကတော့ပထမချီပြီးသွားတာနဲ့တပြိုင်နက်အီမားကြီးကိုထိန်းချုပ်နိုင်နေပြီဆိုတဲ့အထာနဲ့လက်တစ်ဖက်ကိုကောင်းမြောက်လိုက်ကပိတ်သက်တရဲ့အာဘိတန်ကြီးကလည်းကျဲလာခဲ့ပါတယ်။ရှိတော့ဆန်ခင်ဗျားတွေ့လိုက်လားအီမားကြီးရှိတော့လန့်နေပြီဗျ။နေစမ်းမအောင်ကွာအရင်လာထိုင်စမ်းပါအီမားကြီးလန့်မလန့်တော့မသိဘူးငါတော့တော်တော်လန့်နေပြီကွာဘယ်လိုဖြစ်တာတော့မင်းကဖူးအော်တွေတုံပြီးရှောင်ထိုးရမှာလေဆိုပြီးရှင်နိုတာကအီတသက်ခီကိုပြောနေခဲ့ပါတယ်ဆက်ပြီးရှင်နိုတာကအီမားကြီးနဲ့အနီးကပ်ရှင်ထိုးတာက risk များကြောင်းနဲ့အီမားကြီးနဲ့ဒီလိုမျိုးအနီးကပ်ရှင်ထိုးရင်ဘယ်လောက်ကြာရှင်ထိုးနိုင်မှာလဲဆိုပြီးမေးလိုက်တော့အီတသက်ခီကပွဲဆုံးဒီဖို့ဆိုပြီးယုံကြည်မှုအပြည့်အပြုံးတစ်ပွင့်နဲ့အတူပြန်ဖြေလိုက်ပါတယ်အီမားကြီးဘက်မှာတော့အီမားကြီးနီးပြကဒီချီကြရင်အီတသက်ခီကအောက်ပေါင်းစင်းရှောင်ထိုးလောက်တာကြောင့်အမိလိုက်ဖန်ထိုးဖို့မှာနေခဲ့ကအီမားကြီးကတော့အဲ့ကောင်အဲ့လိုထိုးမှာမဟုတ်ပဲဒီတချီလဲ infighting ထိုးမှာဖြစ်ကြောင်းပြန်ပြောလိုက်ပါတယ်အီမားကြီးအီတသက်ခီရဲ့အကြောင်းကိုကောင်းကောင်းသိနေတာပဲဖြစ်ပြီးကဲလာစမ်းပါငါရိတ်ချက်မှာမင်းကိုတီးပြရတာပေါ့ဆိုပြီးလက်သီးနှစ်ဖက်ကိုထိုးပြီးဒုတိယချီထိုးဖို့ထားလာခဲ့ပါတယ်။ဒါမှမှအီတသက်ခီကလည်းထားလာခဲ့ပြီးရှင်နိုလာကတော့အီတသက်ခီထိုးခြင်းတို့ပေးထိုးဖို့အတွက်သဘောတူလိုက်တဲ့ပုံပေါ်ပြီးအီမားကြီးနဲ့အနီးကထိုးတဲ့အချိန်မှာ balance မထိနိုင်တာတွေဖြစ်မှာဆိုတာကြောင့်ဘယ်ရင်းညာရင်းတွေတိတ်မလို့ဖို့လမ်းမနေခဲ့ပါတယ်။ရှင်နိုလာရဲ့စိတ်ထဲမှာတော့အီတသက်ခီရဲ့ခန္ဓာကိုယ်ထဲမှာခမကဝါချင်းရဲ့တွေ့တွေစီးစင်းနေပြီပဲဆိုပြီးတွေးနေခဲ့ကအဲ့လိုနဲ့ဒုတိယချီဟာစတင်ခဲ့ပြီးအီမားကြီးပထမချီတုန်းကလိုပဲအချိန်ပြည့်နဲ့ပြေးဝင်ဖို့လုပ်ခဲ့ပါတယ်။အဲ့လိုအချိန်ပြည့်နဲ့ပြေးဝင်ဖို့လုပ်ခဲ့ပေမဲ့သူကျိုးဝိုင်းအလေကိုမရောက်ခင်မှာပဲအီတသက်ခီကရောက်နေပြီပဲဖြစ်တာကြောင့်အီမားကြီးကိုအီပိုတို့ပါဖင်ကျုံသွားခဲ့ရပါတယ်။ခီမူရာကတော့တကောက်မူရာတို့အီပိုတို့ရဲ့အကြံကိုမလိုက်နာဖို့ပြောနေတာတော့မဟုတ်ပါဘူး။ဒါပေမဲ့အီမားကြီးနဲ့အဲ့လောက်ကြီးရှင်ထိုးနေမယ်ဆိုရင်တော့မလဲလောက်ဘူးနော်ဆိုပြီးပြောနေခဲ့ပါတယ်။ဘေးနားကအာအိုခီကလည်းအီတသက်ခီတာတစ်ခုဖြစ်သွားရင်မင်းကြောင့်တော့ဆိုပြီးအီပိုကိုအပြစ်တင်နေခဲ့ပါတယ်။အီပိုလည်းစိတ်ထဲမှာတော့တွေးဝေသွားခဲ့ပြီးငါအီတသက်ခီကို infighting ထိုးခိုင်းတာမှန်တော့မှန်ပါတယ်။ဒါပေမဲ့မဖြစ်မနေအနေထားမှာထိုးဖို့ပြောတာပါ။အဲ့လောက်ကြီးကြအရန်ချမ်းနေပြီဆိုပြီးစိတ်ထဲမှာတွေးနေခဲ့ပါတယ်။တကောက်မူရာနဲ့မီယာတို့ဘက်မှာလည်းတကောက်မူရာကမင်းဆိုရင်လည်းအဲ့လိုပဲထိုးမှလားဆိုပြီးမီယာကိုမေးလိုက်ပါတယ်။မီယာကတော့ infighting ကတော့ထိုးရမှာမှန်ပေမဲ့ဖူးဝေါ်တွေလည်းလိုသေးကြောင်းပြောနေခဲ့ကကျွန်တော်သာဆိုရင်အောက်ပေါင်းစင်ကော infighting ကောအခြေအနေကြည့်ပြီးပြောင်းထိုးနေမှာခုအီတသက်ခီထိုးနေတာကတော့အဖြစ်မှန်မဟုတ်ပဲမစင်စားပဲရန်ဘလူးတုံးနေတယ်လို့ထင်နေဆိုပြီးမှတ်ချက်ပေးနေခဲ့ပါတယ်ကျုံးဝိုင်းထဲမှာတော့အီမားကြီးကိုအီတသက်ခီအသက်ကုန်နေကျွေးနေခဲ့ပြီးအီမားကြီးကတော့တင်းခံပြီးတီးခံနေခဲ့ကတစ်ချက်ထိတာနဲ့ငါနိုင်ပြီဆိုပြီးအန်ကျက်ရင်လက်တီးပြင်းကြီးတွေလွှဲနေခဲ့ပါတယ်အီတသက်ခီကတော့အဲ့လက်တီးတွေကြားမှာရှောင်တင်းနေရင်အဲ့ဒါကိုကြည့်နေရတဲ့အဖိုကတော့ဒီပွဲကိုကြည့်ရင်ငါအသက်တိုးတော့မှာပဲဆိုပြီးပြောနေခဲ့ပါတယ်